godown နေမှာဥစားပေါ့ကုန်မချတဲ့အခါမျိုးတွေပါကြရင်ညအိပ်ရတဲ့အခါမျိုးတွေစိတ်ညစ်တယ်လို့ဟုတ်ကဲ့မင်္ဂလာပါဒါကတော့ကျွန်တော်တို့လက်ရှိမှာလှိုင်သာယာကနေပြီးတော့godown 98လှိုင်သာယာgodown 98ကိုကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်ဒါကျွန်တော်တို့အစီအစဉ်ကိုအမြဲတမ်းအားပေးနေတဲ့ကျွန်တော်တို့ဆရာကြီးပါနော်တို့ဒီနေ့ကျွန်တော်မေးခွန်းလေးတွေမေးမယ်မေးခွန်းလေးတွေမေးပြီးတော့မှကျွန်တော်တို့ဒါအဖြစ်မှန်တယ်ဆိုလို့ရှိရင်တို့ဆုလက်ဆောင်လေးပေးမယ်ဆရာကြီးမင်္ဂလာပါမင်္ဂလာပါနာမည်လေးမိတ်ဆက်ပြောကိုချူဆရာကြီးကကားလောကနဲ့ကားအကြောင်းတော်တော်ကြွညံ့ညင်နေရှိရဆိုတော့ဆရာကြီးအခုမေးခွန်းတစ်ခုလောက်မေးမယ်6လောက်ရှိတယ်ဗျာဒါပေမဲ့ तू ကလမ်းလျှောက်လို့မရအောင်လက်လဲပါတယ်အဲ့လက်ကကိုယ်ကိုလှမ်းမကန်အောင်အဲ့ပစ္စည်းကဘာပစ္စည်းလဲ6လောက်လေးရှိ6လောက်ရှိတယ်6လောက်ရှိအဲ့ပစ္စည်းကိုအမြဲတမ်းအဲ့ပစ္စည်းကိုမြင်တယ်ဆိုလို့ရှိရင်အဲ့6လောက်ကိုလည်းမြင်ရတယ်အဲ့ပစ္စည်းကိုမြင်တယ်ဆိုလို့ရှိရင်လက်လဲပါတယ်ဘာပစ္စည်းလဲတတ်တော့ပါလေဟုတ်ပါတတ်တော်ရတယ်မဟုတ်တတ်မဲ့ပစ္စည်းတစ်ခုပဲအခု hints ပေးတာအယုတ်မဟုတ်အယုတ်ကလှုပ်လိုက်ရင်သူ6လောက်ကသွားလို့ရတယ်ဒါပေမဲ့ तू က6လောက်ရှိရယ်လှုပ်လို့မရဘူးသွားလည်းမသွားဘူးလက်ရှိရယ်သူ့ကိုကင်လို့ရတယ်ဒါပေမဲ့ तू ကကိုယ်ကိုမကင်ဘူးဒီတိုင်းတော့6လောက်လောက်မပါဘူးလေဆရာကြီးအိပ်ပစ္စည်းနဲ့အမြဲတမ်းအသုံးပြုပြီးဆရာကြီးထမင်းစားတယ်ဗျဘကမားတယ်သပွဲကိုသပွဲကိုအဖြစ်မှန်သွားပါပြီเนาะအဖြစ်မှန်တဲ့အတွက်ကျွန်တော်တခါတည်းအခုဆရာကြီးကိုတောင်းပေးမှာ9000ကျေးဇူးတင်ပါတယ်เนาะအခုလိုဖြည့်ပေးတဲ့အတွက်အခုလိုဖြည့်တဲ့အတွက်ရင်သွေးခံစားချက်လေးနည်းနည်းပြောပြပြောတယ်ရမ်းပြောဝမ်းသာတယ်ဒါအမြဲတမ်းကျွန်တော်တို့မေးအဖြေကဏ္ဍကိုကြည်နေတဲ့အချိန်ကနေပြီးတော့မှအသေးပေးနေတဲ့အချိန်ကအခုကိုယ်တိုင်ကိုယ်ကြဝင်ဖြေလိုက်ရနော်ကားသမားတွေရဲ့ feeling နည်းနည်းလေးတစ်ချက်လောက်ပြောပါအကိုတို့ daily တွေ့ကြုံနေရတဲ့ဒုက္ခဒါမှမဟုတ် daily တွေ့ကြုံနေရတဲ့အကိုတို့အခက်အခဲအကိုတို့ကားသမားတွေဖြစ်ချင်တဲ့ဆန္ဒတစ်ခုအဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်godown နေမှာဥစားပေါ့ကုန်မချတဲ့အခါမျိုးတွေပါကြရင်ညအိပ်ရတဲ့အခါမျိုးတွေစိတ်ညစ်တယ်လို့ဒုက္ခတွေကြာစိတ်ညစ်စိတ်ညစ်အဲ့လိုလို့ရှိရင်ကျွန်တော် godown နေမှာမြင်မြန်ဆန်ကုန်ချစေခြင်းတယ်ကုန်စားခြင်းတော့ခုနောက်လို့တစ်ခုလည်းပြန်လို့ရတယ်ဟုတ်ကဲ့ပါဒါကျွန်တော်ကားသမားတွေရဲ့အခက်အခဲတို့ဒါကျွန်တော်တို့ဝေမျှပေးတာပါဟုတ်ကဲ့ကျွန်တော် MTK ကနေပြီးတော့မှမိတ်ဆွေတို့ဖြည့်ခြင်းတဲ့နေရာအထိကိုအရောက်လာမေးနေပါတယ်ဟုတ်ကဲ့ကျေးဇူးပါ MTK မိုးကဖြန့်ချီရင်းနဲ့ပြန်လည်ပြုပြင်ရပါကျေးဇူးတင်ပါတယ်